ကြက်သားစီစိန်ကြက်သားစီစိန်ကဘယ်နေရာနဲ့တွဲစားမလဲဆိုတော့ထောပတ်ထမင်းတို့ဟာမျိုးနဲ့တွဲစားတယ်အရန်ကောင်းတယ်ကြက်သားစီစိန်တော့ကြားဘူးကြမှာမဟုတ်ဘူးဒါကျွန်တော်တို့ကတော့မီယိုဖလာအမေချက်ခဲ့တာမလို့ကြက်သားစီစိန်အလိုမတန်မှနော်လိုမတန်ကောင်းတဲ့ဟင်းပါကျွန်တော်အမေကအလိုမတန်မှဟင်းချက်တော်တဲ့အမေတယောက်ဖြစ်ပါတယ်နော်ဒါကြောင့်မလို့အမေကြီးကပညာလေးနဲ့တူနော်ကဲအမေဟင်းချက်တော်တာကတော့တစ်မျိုးလုံးမှာနာမည်ကြီးရပြီကဲကြက်သားလာကြက်သားကိုဘာမှမပါဘူးနော်ရုပ်သီးမုံလေးရယ်ကြက်သားတုံးတုံးကြည့်ပါအောင်ဗျာကြောက်စရာကြီးတွေဒါမဲ့လေလေခစ်ကာလာနဲ့ဒီဗမာခုခစ်ကြက်တွေကလည်းအဲ့လောက်ကြီးတောင်မှချက်ပြီးသွားရင်သူ့တော့တော့ပဲကြံတော့တာနော်ကဲစီတော့တီးပြီးပြကြက်သားစီစိန်ကနေရာလွတ်မရှိအောင်ကျွန်တော်တို့ကစီရတာနော်ဒီမှာညံနေကျွန်တော်သမီးတွေကအရင်ညံလာစီစိန်တဲ့နေရာမှာအရင်တော်တယ်ကဲထဲလိုက်တော့တဲ့ဟိုဘေးနားမှာသွားကတ်ထားမယ်ဒါ4နာရီလောက်ကျွန်တော်နှက်ထားတာနော်ရပြီရပြီဒါမှဝါကြယောက်ျားလေးနှစ်ယောက်ကဲလာထဲအောက်မှာချက်အိုးသားအောင်မထိသေးနဲ့တမီးလေအောက်တစ်ထက်ကရေးကြီးတယ်ဗျအိုးသားအောင်မထိဘူးလေအောက်ထက်ကရေးကြီးတယ်အိုးပေါ်တင်ပြီးခဏပေးပူလာတယ်လုံးဝစီမပါပဲနဲ့ပေးပူလာတယ်ခဏဒီနေရာတွေပူလာရင်ကျွန်တော်အလုပ်ဆလုပ်တော့နော်ပေးပူလာမီးလေးချဲပြီးတော့ဘေးလေးတွေဆွဲလာနော်စီစိန်လာပြီထဲ့ဒီမှာရွှမ်းအောက်ကပူကြီးလေးနဲ့စီငါပိတ်တာအမြဲဆုံးကဲကျက်စီစိန်လေးပါတော့မင်းစိုးနဲ့တော့ငါထက်ဒီမှာကြက်သားကြက်နေနော်စီထိတာနဲ့အောင်ကြက်နေဆက်စီစိန်ကြက်စီစိန်လေးပါခဏလေးကဲကဲဒီမှာဒီဘက်တော့လေးရောက်နည်းနည်းလေးရောက်ခုအောင်ကဲဒီဘက်လာခုပြီနော်ကဲကဲဟိုဘက်ခုယူရည်လားကဲအဲ့ဒါလေးမြုပ်အောင်တဲပါမယ်ကျွန်တော်တို့ကမြုပ်အောင်တဲမယ်ကဲရပြီဗျာအမလေးကမားမြင်အောင်ဘာထည့်မလဲဆိုချက်သားမုံလေးနည်းနည်းထည့်နော်ဘာမှမထည့်တော့ချက်သားမုံလေးနည်းနည်းထည့်မယ်ဒါဆိုရတယ်ဒီချက်သားမုံတစ်ထုပ်လောက်ပဲမုံလေးချက်သားမုံလေးကျွန်တော်တို့တစ်ဖက်တစ်ထုပ်ထည့်ပါမယ်နော်တကြားတော့နည်းနည်းလေးပဲထည့်မယ်ဗျာ
ကြားချိုကြီးမကြိုက်တယ်ကြားကိုနည်းနည်းလေးပဲထည့်တော့ပြီးဒီလောက်ပဲကြက်သားမှုထုတ်ပေးပါကဲဒီမှာဒါလေးကရပြီကြက်သားမှုပေးဒါတထုပ်မှုသေးတယ်နည်းနည်းရော့ရတယ်ကဲဒါ तू ကမီးအေးလေးနဲ့ तू တညလုံးတည်တာမှာဒီကနစ်သွားမယ်မနေ့ကျရင်ဒါကိုကြက်သွန်ကြော်ထည့်လိုက်ကျွန်တော်တို့ကကြက်သွန်ကြော်နဲ့စီနဲ့ပြန်ရောသွားရင်အနှစ်ဖြစ်မယ်အိုးနော်ဒါပါပဲဒီဒါချက်လို့ပြီးသွားပါပြီကြက်သားမုတ်တစ်ထုပ်ပဲအရသာကစားလေးနည်းနည်းပါမယ်ဒါပဲပါမယ်နော်ကျွန်တော်တို့ညကြက်သားစီစိန်ကြက်သွန်လေးထည့်လိုက်တယ်နော်ဒီမှာကြက်သားစီစိန်ရဲ့တန်ဖိုးမာတင်းနေတာပဲနော်ဒီမှာပါကဲဒီမှာကြည့်ဝါဟောမကြည့်သူ့ရဲ့ရတာကဓာန်ပေါက်တဲ့ကြက်သားရတာနဲ့နှစ်ပြန်လောက်ကောင်းလက်လေးနဲ့ဖိပြကဲကြည့်ပြီးတော့ရတာရှိလုံးအကြည့်လို့ဘာနဲ့ချက်ထားလဲလို့မေးရမယ်အနေထားပါအဲ့ဒါသူ့ရဲ့ဒီမှာတွေ့လား6ပြီးစီလေးတွေ6ပြီးတော့ကြက်သားစီစိန်ရဲ့ထူးခြားတဲ့အရသာပါနော်ကဲတဒုံးနဲ့ကမင်းကတဒုံးနဲ့လားဆိုတော့ကဲဒီမှာနောက်တဒုံးဒီမှာပါမပြတ်ဘူးနော် तू ကလုံးဝမပြတ်သွားဘူးဒီမှာကြည့်တင်းပြီးတော့ဒီမှာကြည့်ကြစသည်နဲ့ဓာန်ပေါက်တဲ့ကချက်ထားတဲ့ဒါနဲ့အများကြီးသာတွေ့ရနော်ဘယ်လိုချက်ထားဆက်ကြည့်ပေးပါဦးခင်ဗျာ